Sendera awak sasa tu yang sesuatu itu. Ayat ini pun dia sendera tu yang tu sendera. Kita jangan yang sampai pada ya, pada yang sini punya dia dulu tidak sampai pada orang yang berada di dalam dunia ini orang yang ada jadi orang ada jadi ujian dia sama orang yang raja tidak ujian jadi tidak ujian dia dan ujian dia dan ujian dia di dalam sini. Oh, ujian dia dan ujian dia kadang macam apa dia dalam mereka jemaah di sana jemaah di sana ini juga berdiri bahwa tidak berbeda tidak sama ada kemarin di cinta हमारी समाज की विविधता इलाची योची विदेकमा इलिदान योग्य सेन्य चिंतन सवाल इलिदान सवाल बचाइना kalau jadi kita kan dia boleh dan boleh orang boleh योग्य सेन्य चिंतन ini विदेकमा इलिदान Menuju awak pilihan nanti. Agar nanti menjadi awak pilihan, melalui awak pilihan. Oh, kuda tidak, kuda kemana? Oh, orang budi lah. Kalau kamu boleh jalan, saya ni orang yang berkuda yang boleh jalan. Kalau ribuan saya tidak, orang orang sih jika orang desa lain dia betul dia. Jangan aku jika sih tidak berjalan. Biasanya kita tiga aja, logat. Nanti ada kodo, sesuatu yang tidak ada kodo itu dia kodo dalam sini. Tidak ada macam itu. Kalau ikut ini ada dalam jumlah jemaah ini ada setengah. Jemaah aku boleh jalan. Jadi dunia tahun ini boleh sana, tapi ada kemana di sana. Baru di sana, dulu macam jadi semua. Ada dari desa, dunia ini semua. Hidup di sana mesti. Ada dari nama guru, dulu ini semua sini nama guru. Sendiri pemahaman ini memang और हमारी विचार को असरदार हमारी जरूरत है स्वयं करना नौका में आए दूसरे को वासे देने वाला है हमारी ये सॉन्ग आजा कल्याण दिया विकासन जमा लेना हमारी शिविर पे शिक्षा जीविया ये स्वयं है और जमा लेना हमारे साथ बड़ी jemaah itu ada macam apa? Kalau dah usia kurus sudah. Ini tempat dia kerja dan kerja di kerja. Oleh saya ini dah, oleh jemaah itu kerja ada. Kemarin saya aja
တိဉာဏ်နဲ့လည်းရင့်ကျက်တယ်ချက်ချက်လာပညာဆိုတဲ့တရားနဲ့ကျွမ်းကျင်တဲ့လူကြီးအတိပညာမှာကိလေသာတွေမှန်ရတော့ပေါ်တော့လည်းဖယ်ရှားနိုင်တဲ့ကျွမ်းကျင်တဲ့လူရှိတယ်ဒီဓမ္မရဲ့ဆောင်းအားနဲ့ပညာနဲ့ဆောင်းအားကတဏှာလုံးဒုက္ခပေးနေတယ်လောဘဖယ်ရှားနိုင်တယ်ဒေါသဖယ်ရှားနိုင်တယ်မောဟစားတဲ့ကိလေသာဖယ်ရှားနိုင်တယ်လောဘဒေါသမောဟစားတဲ့ကိလေသာတွေဖယ်ရှားနိုင်တယ်နဲ့ပြန်လေကံတရားတွေဘာလို့အကျိုးလုံးနိုင်တယ်မျိုးစေ့ရှိနေတော့လည်းဒီရှိဘူးဆိုလို့ရှိရင်အပေပေါက်မှာမဟုတ်ဘူးဆိုပေမဲ့ကိလေသာတွေကိုဖြတ်စည်းလိုက်ဒီနဲ့လာတာတွေကိလေသာမရှိတော့ဘူးဆိုရင်မျိုးစေ့တွေကချိန်ကုန်သွားပြီးချိန်ကုန်မှပေါ့ဆိုမှာမဟုတ်ဘူးအဲ့တော့ဆိုင်တဲ့ရှိတဲ့ဓမ္မပဲဓမ္မရဲ့တန်ဖိုးကိုအလေးထားပြီးဒီဓမ္မသာသနာ့ရအောင်ရှုတာအလုပ်မှာပဲအခုလိုကလေးတွေနဲ့ဓမ္မကိုလေးထားနေတယ်ဖြစ်တယ်။ဒါဆိုရင်ဒီကိုယ်တော်ရဲ့တရားဖြစ်တဲ့ရောက်တာဒီဓမ္မခါလောကဥရဝေကဘုရားတရားမှာဒါဆိုရင်တရားဖြစ်တဲ့ရောက်ပြီးတဲ့နောက်မှာအတွေးတစ်ခုဖြစ်ပေါ်တယ်။ဘာတွေးလဲဆိုတော့လောကမှာတခုခုတော့လေးစားရတယ်။လေးစားရတဲ့တရားမရှိဘဲနေတာမကောင်းဘူး။လူဆိုတာတခုခုလေးစားနိုင်တယ်။ဒါဘုရားကစဉ်းစားတာ။ဒါမှပုဂ္ဂိုလ်တွေကစဉ်းစားရတဲ့နေတာ။ငါရဲ့အထက်ဒီမှာမရှိဘူးဆိုရင်ဒီမှာလေးစားတဲ့လူမျိုးချင်းနေတယ်။သက်သာဘုရားကိုယ်တိုင်ကသိငါပဲပုဂ္ဂိုလ်ဒီဘာကိုလေးထားနေရမလဲစဉ်းစားလိုက်တဲ့ကြည့်ငါရဲ့သီလသာတဲ့ပုဂ္ဂိုလ်များရှိသလားသမာဓိအားဖြင့်သာတဲ့ပုဂ္ဂိုလ်ရှိသလားပညာဖြင့်သာတဲ့ပုဂ္ဂိုလ်ရှိသလားပုဂ္ဂိုလ်တို့ရဲ့ကိုလေးစားဖို့မရှိသေးတဲ့သီလတွေမကြည့်သေးတဲ့သီလတွေကြည့်ဖို့ပစုံသေးတဲ့သမာဓိတွေဆုံးလာမဖြစ်တဲ့သေးတဲ့ပညာတွေဖြစ်တဲ့တာပေါ့ဘယ်ပုဂ္ဂိုလ်ကိုလေးပြုရမလဲစဉ်းစားရတဲ့ကမ္ဘာလောကကြီးတစ်ခုလုံးမှာရသော်ဘုရားရဲ့မကြည့်စုံသေးတဲ့သီလသမာဓိပညာဆိုတာမရှိဘူးဘုရားရဲ့ပုံပြီးတော့သီလသမာဓိပညာအဖြစ်သာလို့မြင့်တဲ့ပုဂ္ဂိုလ်ရှိဘူးရှာကြည့်အဲ့ဒါရှိရှာကြည့်တွေ့လို့ရှိရင်လေးစားဖို့ရှာကြည့်အဲ့တော့လောကလူသားတွေကကိုယ့်ရဲ့တာယာတွေအများကြီးရှိတဲ့ကိုယ့်ရဲ့တာယာတွေတော့အပြီးမှမဖြစ်နိုင်တာအားရှာကျန်တဲ့စီဆိုတဲ့အဲ့ဒါကြောင့်လက်ဆောင်ရတဲ့အိတ်သားဆိုတာရှိဘူး။ခေရှားတာပြီးပြတ်တာ။ငါလည်းတာလည်းပုဂ္ဂိုလ်များရှိလားရှိရင်အားလေးစားမယ်။လေးစားမယ်ဒီလိုစကား။အဲ့လိုစဉ်းစားလို့ရှားလိုက်တာမတွေ့ဘူး။မတွေ့တဲ့အခါကျဆုံးဖြတ်ချက်တွေသိချရတယ်။အေးအတိရဲ့ဆရာငါလေးစားပြီးတော့ဒီရောဓမ္မကရုဓမ္မလေးပြီးတော့ပြောတာနေတယ်ဒီလိုဆိုတာနော်အဲဒီမှာသက်သာဗျာဓမ္မကိုလေးပြီးတော့နေတာတန်ခါကြီးများလာတဲ့အခါမှာတန်ခါကိုလေးချတယ်ဆိုတာနောက်ပိုင်းကျတော့သက်သာတန်ခါကိုလည်းလေးချတယ်ပထမဓမ္မကိုလေးချပြီးတော့နေတယ်တန်ခါကြီးများလာတဲ့အခါမှာတန်ခါကိုလေးချတယ်ဒါဖြင့်ဘယ်ပုံလေးထားတာတော့ဒီလိုတော့ဘာဖြစ်လဲကိုယ်တိုင်ရဲ့ချုပ်ဆိုးပြီးတော့မောင်မြတ်နဲ့လက်ဆောင်ရကိုလာပြီးတဲ့အိမ်သားကိုလက်ဆောင်ရကတန်ခါကိုလေးထားတဲ့တန်ခါကြီးတန်ကြီးကြောင့်ဘောနေကြီး
có thì mà thì tăng nào cũng vậy cả ra tăng nào cũng như thế chưa rồi tăng nào cũng như thế là chúng ta sẽ bảo vệ tăng nào cũng chúng ta phụ điều chỉnh tăng nào cũng để lý ra được cái sự có số em không nhớ được cũng đủ đảm bảo đảm bảo lý ra tăng nào phải sử dụng lý ra sự chết chưa rồi đó các bạn chỉ ra để nó tạo ra được ảo đảm bảo về lý ra này đảm bảo về lý do đi cái này nào với ra để đảm bảo về lý do mà aku pun mau saya cakap orang yang saya nama orang itu lah saya mau sabi tak nama kerana saya nama orang itu tidak ada pun itu dari nama orang itu tidak saya ini juga cakap orang orang Kalau kamu cukup ya, jangan deh, oh boleh, oh cari, oh jangan cari, oh deh kamu cari, oh jangan deh kamu cari, oh deh mana, kalau oh deh kamu cari, oh deh mana kamu. Ôi cảm ơn chị, nó là lý tài cũng bao nhiêu chuyện là xin gì để bao nhiêu lý tài nó số phận cái nhà mà lý tài chú số là cái đó lý tài thì bao nhiêu chuyện lý tài cũng được xong lý tài cái đó được xong hết mà Chúng ta được đấy không? Sẽ ra để đi mà làm gì? Nào rồi, sẽ ra để làm cái gì vậy? Để làm sao nào? Để làm gì? Cái điều mà cô lên điều sao? Nó là điều lên điều sao? Chẳng bao giờ điều sao sẽ để cô điều con chịu苦chịu rồi con không chịu tất cả sẽ điều sao là được em đã mang khi đã ra một nhà về chuyên viên xin về nhà về chuyên viên muốn ra về chuyên viên đi đi của về chuyên viên cô đi ra đi ra một ra đi cô đi ra đi ra một ra đi nào xong mà chúng ta ra một ra đi đi ra đi công nhận đi của đi ra đâu Yasabra Adana Nico Tota Akika Sinja and Sinso originally Yame Uguari Sinja Jebe or Yako Yishima Yoga Tuki Adana Rihana Lutra Shika Chanadana Vijay Todo Chanadana Nibude Toda Adana Rihana Sinja Nibuwa Ujina Sinja Now they say that they have Sinja now they also they have Sinja now they have Sinja and this is no one you also have Sinja Ajen mana kilo di sini tu dan ada beri tu sembilan di orang biasa. Ada hari tu cuci ini buat tu deh. Cuci saja cuci. Adi kerja sama. Kerja cara. Sini juga cuci dulu atau teh. Sini kerja ni ada cuci. Dia apa? Orang biasa semua yang orang uji juga, orang
ဒီလိုလေမိမိဘဝကောင်းရကောင်းတဲ့ကောင်းမြင့်မြတ်တဲ့မြင့်မြတ်ချမ်းသာဒုက္ခတစ်ခုမှချမ်းသာတဲ့ဒုက္ခတစ်ခုကိုရရှိပြီးဘဝမှာအစစ်တမ်းမြင့်ပြီးကောင်းကျိုးချမ်းသာတွေရဖို့ဆိုပြီးမှအခုလိုအလေးထားခြင်းသုံးမျိုးဖြင့်မိမိကိုသုံးပါးပြီးခင်းကြောင်းသွားတာလည်းဖြစ်နိုင်တယ်ဆိုတာကိုယ်စီမှတ်သားပြီးဘုရားရှင်ကလည်းအဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်တာလေးကိုသာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1385ခုနှစ်ဒိုရဲလာပြီကျော်14ရက်2014ခုနှစ်ဖေဖော်ဝါရီလ28ရက်ဓမ္မပူဇာသဘင်၌ဟောကြားအပ်သောမေကင်ထုတ်၍အဖြေရှာခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျင်းဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရဏတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပေမှန်ခြင်းတို့ကတောဘဝတန်တန်ချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝေနယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမေကွန်းထုတ်၍အဖြေရှာခြင်းလောကမှာသိเสียအကြောင်းတွေအလွန်များပြားသည့်အတွက်ကြောင့်သိလို့သူပုဂ္ဂိုလ်တွေဟာမိမိတို့သိလို့တဲ့အကြောင်းအရာအတွက်မေကွန်းထုတ်ပြီးတော့ဖြေရှာလေးရှိကြတာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစပြီးတော့ခဏအထိမေကွန်းထုတ်ပြီးတော့မိမိတို့သိလို့တဲ့အချက်အဖြေကိုရှာကြရတာဖြစ်တယ်မေကွန်းမေးခြင်းကို
ဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲမှာမဟာပညာသာဝတ္တနိကပฏิပဒါကြီးမားသောပညာကိုဖြစ်ပေါ်စေနိုင်တဲ့အကျင့်တရားကုသိုလ်ကောင်းတစ်ခုဖြစ်ဖော်ပြထားတာရှိတယ်။ဒါကြောင့်မို့ဓမ္မလမ်းကြောင်းနဲ့ပတ်သက်တဲ့မိမိတို့သိလို့တဲ့မိဂုဏ်မေးပြီးတော့အဖြေကိုရှာကြတယ်ဘုရားမြတ်စွာရဲ့သာသနာသမိုင်းကိုကြည့်မယ်ဆိုရင်လေမိလိန်နာဘုရင်ကြီးဆိုတာဓမ္မလမ်းကြောင်းနဲ့ပတ်သက်တဲ့မိဂုဏ်ပေါင်းမြောက်များစွာမေးပြီးတော့မင်္ဂန်တဲ့အဖြေတစ်ခုရဖို့ရအတွက်ဖြေရှာခဲ့တာဖြစ်တယ်ဒီကနေ့ခေတ်ထိအောင်ပဲဘုရားဘာသာဝင်သူတော်စင်တွေရဲ့ရှင်တဲ့နှလုံးထဲမှာမိမိတို့နေရာမရှင်းမလင်းတဲ့ချက်လက်တွေနဲ့ပတ်သက်ပြီးတော့မိဂုဏ်တွေရှိနေကြမှာပဲဘယ်ခေတ်ပဲခါပဲဖြစ်ဖြစ်သိခြင်းတဲ့အကြောင်းအရာတွေကိုမိဂုဏ်လုပ်ပြီးတော့အဖြေရှာနေကြတာဘုရားမြတ်စွာလက်ထက်တော်ခါကာလတော်ကလည်းပဲထို့တူပဲမြတ်စွာဘုရားရဲ့ဒေသနာတော်တွေထဲမှာမိဂုဏ်ထုတ်ပြီးအဖြေရှာတာကိုဖြေဆိုဟောကြားရှင်းလင်းထားတဲ့ဒေသနာတော်တွေမြောက်များစွာရှိတယ်အဲဒီဒေသနာတော်တွေထဲမှာထင်ရှားဆုံးကတော့သုလဝေဒန်လသုတ်နဲ့မဟာဝေဒန်လသုတ်လို့ခေါ်တယ်ဒီသုတ်နှစ်သုတ်ကတော့မေတ္တာမှထင်ရှားတယ်ဖျားဟောကြားတဲ့တရားဓမ္မတွေကိုကိုမျိုးကိုစားခွဲခြားလိုက်တဲ့အခါမှာဝေဒန်လဆိုတာအမျိုးအစားတစ်ခုအဖြစ်ပေါင်းဝင်တယ်သုတ္တခေယဂါထာဝေယကရဏဥဒ္ဒနာဣတိယုတကဇာတကအပုဒ္ဒဓမ္မဝေဒန်လာလို့ရသော်ဘုရားရဲ့ဒေသနာတော်တွေကိုအမျိုးအစားအပြင်ခွဲခြားလိုက်တဲ့အခါ၉မျိုးပိဋကအပြင်ခွဲခြားတဲ့အခါမှာတော့၃ပုံနိကေအပြင်ခွဲခြားတဲ့အခါမှာတော့နိကေ9ရက်ဓမ္မခန္ဓာအပြင်ခွဲခြားတဲ့အခါမှာတော့84,000လို့အမှန်တမ်းများလာတဲ့ဘုရားရဲ့အဆုံးအမတွေထဲမှာမိဂုဏ်ထုတ်ပြီးအဖြေရှာကြတဲ့ပုဂ္ဂိုလ်တွေအတွက်မိဂုဏ်တွေဟောကြားထားခဲ့တာတွေဟာပိဋကတ်တော်အနှံ့ပြားမှာပါဝင်နေတယ်အဲ့ဒီပိဋကတ်တော်တွေကထုတ်နှုတ်ပြီးဒီကနေ့တရဘင်္ဂစမှာလာတဲ့မိဂုဏ်နဲ့အဖြေတွေကိုသိရှိနားလည်မှတ်သားကြရအောင်မှတ်သားပြီးတဲ့အခါမှာမိမိတို့ဘဝမှာသင်္ကန်းစာယူပြီးတော့လက်တွေ့ကျင့်သုံးကြရအောင်ဟောပြောပြတာမှာဖြစ်ပါတယ်အဖြေမှန်ဆိုတာမိဂုဏ်ထုတ်တိုင်းရခြင်းမှရတာပါမမမကန်အဖြေတွေလည်းပဲအများကြီးဖြစ်တယ်ပေါ့ဘုရားဘာသာဝင်သူတော်စင်တွေအားလုံးသိတဲ့အတိုင်းမင်္ဂလာဆိုတာဘာလဲဆိုတဲ့ဒီမိဂုဏ်ရဲ့အဖြေရှာကြတာ12နှစ်တောင်ကြာတယ်လို့ဆိုထားတာနှစ်ပေါင်း12နှစ်ကြာသည်ဖြစ်အောင်အဖြေမှန်ကိုမတွေ့နိုင်ကြဘူးနောက်ဆုံးမြတ်စွာဘုရားစီရောက်လာတဲ့အခါမှာ12နှစ်ကြာအဖြေရှာတဲ့မိဂုဏ်တစ်ခုဟာအပြီးတတ်သွားတယ်လို့ဒီလိုဆိုတာပေါ့စစ်မှန်တဲ့မင်္ဂလာတရားဆိုတာဘာလဲဆိုတာဒီလိုမိဂုဏ်ထုတ်ပြီးဖြေရှာတာထို့တူပဲဒါနထဲမှာအကောင်းဆုံးဒါနကဘာလဲအရသာထဲမှာအကောင်းဆုံးအရသာကဘာလဲမွေးလျော်ပျော်ပိုင်းနှစ်ချိုက်ခြင်းမှာကောင်းသောနှစ်ချိုက်မှုဆိုတာဘာလဲဆိုတဲ့
ဒီမေခွန်းရဲ့အဖြေဟာလည်းပဲနှစ်ပေါင်းများစွာရှာကြံတော်လဲအဖြေမှန်ဆိုတာမတွေ့ခဲ့ကြဘူးအဖြေမှန်မတွေ့ရလို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာအဖြေမှန်နဲ့အဆုံးသတ်ကြတာခေတ်ဆက်ဆက်မှာပဲမေခွန်းထုတ်ပြီးတော့အဖြေရှာခဏိခေတ်မှာလည်းပဲထို့တူပဲဘုရားဘာသာဝင်သူတော်စင်တွေဓမ္မရေးရနဲ့ပတ်သက်ပြီးတော့မိမိတို့သိလို့တဲ့အချက်တွေမရှင်းလင်းသေးတဲ့အချက်တွေနဲ့ပတ်သက်ပြီးမေခွန်းထုတ်ပြီးတော့ဖြေရှားနေကြဆဲပဲလို့ဒီလိုပြောမြောင်များစွာသောပုဂ္ဂိုလ်တို့ရဲ့ဆန္ဒကိုတထောင်တကွေးကနေပြီးဖြည့်ရှင်းပြီးဖြစ်တဲ့အနေအထားအရဘုရားမြတ်စွာရဲ့ပိဋကတ်တော်ဒေသနာတော်တွေထဲမှာမေခွန်းထုတ်ပြီးတော့အဖြေရှာတာတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဖြေဆိုကြရတာဖြစ်တယ်ပေါ့မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကရှင်မာဂုဋ္ဌိကဆိုတဲ့ယဟန္တာရှင်မြတ်ကြီးဟာအမြဲတမ်းရှင်သာရိပုတ္တရာကိုမေခွန်းထုတ်ပြီးတော့မေးနေရှိတယ်ရှင်သာရိပုတ္တရာကဖြေဆိုတယ်တုတ်တော်များများဟာရှင်သာရိပုတ္တရာနဲ့ရှင်မာဂုဋ္ဌိကတို့ရဲ့အမေးဖြေမှတ်တမ်းတင်ထားတာရှိတချို့တုတ်တန်တွေဟာအလွန်နဲ့ခက်ခဲပြီးတော့အစစ်မြင့်တဲ့တရားဒေသနာတော်တွေနဲ့ပတ်သက်တဲ့မေခွန်းတွေအဲ့ဒီမေခွန်းတွေဟာလည်းပဲပိဋကတ်တော်ထဲမှာကြည့်မယ်ဆိုရင်ဓမ္မပညာတရားဓမ္မနဲ့ပတ်သက်တဲ့မေခွန်းတွေဟာအလွန်များပြီးတော့ဖြေဆိုချက်တွေနဲ့လည်းရှင်းလင်းဖော်ပြထားတာရှိမြတ်စွာဘုရားရဲ့တပည့်ပရိသတ်ကိုကပฏิပု္ပ္ပာဝိနိတာလို့ဆိုတဲ့အတိုင်းမေခွန်းထုတ်ပြီးတော့ဆုံးမသွန်သင်ထားတဲ့တပည့်ပရိသတ်ဖြစ်လို့အသိပညာကိုဦးစားပေးပြီးတော့လေ့လာရတဲ့ဘာသာတရားဖြစ်လို့အခုလိုတရားဝဲကြီးတွေကျင့်ပပြီးတော့အသိပညာတိုးပွားအောင်ကြိုးစားကြတရားနာရဲဆိုတာအသိပညာတိုးပွားဖို့ပဲဖြစ်တယ်သုတ္တုတာသုတ္တဝဋ္ဌနိစဗေကျမ်းကမှာဆိုထားတဲ့သုတ္တုတာမှတ်သားနာယူလိုတဲ့စိတ်ဆန္ဒရှိခြင်းဟာသုတ္တဝဋ္ဌနိအကြမြင်ဘောဓုတကိုတိုးပွားစေတယ်အဲ့ဒီအကြမြင်ဘောဓုတတွေများလာရင်ဘာအကျိုးရှိတယ်လဲဆိုရင်သုတံပညာယဝဋ္ဌနံကြမြင်ဘောဓုတတွေတရားနာ၍ဖြစ်စေမေခွန်းထုတ်ပြီးအဖြေရှာထားလို့အဖြေရ၍ဖြစ်စေစာဥစ္စာပေဖတ်ရှု၍ဖြစ်စေကြောင်းချင်းရတယ်နဲ့ပတ်သက်ပြီးတော့တုတ္တများများရလာပြီဆိုရင်ဘာဖြစ်လဲတုတ္တံပညာယဝဋ္ဌနံစဉ်းစားဉာဏ်တွေကိုတိုးပွားစေတယ်မမှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့အသိဉာဏ်တွေကိုရရှိစေတယ်များများစီးပူးထားလေလေများများအသိတရားတွေပေါ်များလာတယ်သို့တော့ဘောဓုတတချို့ကြတော့ဒီလိုထင်တတ်တာလည်းရှိတယ်ဘောဓုတများလေလေတန်တရားတွေများလာလေလေနဲ့ဒီလိုပြောတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဒီလိုဖြစ်ရခြင်းဟာသူ့ရဲ့ဘောဓုတမစုံလင်လို့တာဖြစ်တယ်ဘောဓုတကြောင့်တန်တရားဖြစ်တာမဟုတ်ဘူးဘောဓုတမှန်ကန်တဲ့တုတ္တဟာပညာကိုသာဖြစ်ပေါ်စေတယ်တန်တရားကိုဖြစ်စေတာမဟုတ်ဘူးဒါကြောင့်မို့လုံလောက်အောင်စီးပူးအထောက်ဖို့တော့လိုရတယ်မမှန်ကန်ကန်စဉ်းစားနိုင်တဲ့ယောနိသောမနတိကာရလို့ခေါ်တဲ့အမှန်ကန်စဉ်းစားတာ wise attention လို့အင်္ဂလိပ်လိုပြန်တဲ့ယောနိသောမနတိကာရမှန်မှန်ကန်ကန်စဉ်းစားနိုင်မှုနှလုံးသွင်းနိုင်မှုဟာအရေးပါတယ်ပေါ့
စဉ်းစားမှုဟာလမ်းကြောင်းလွဲနေလို့ရှိရင်လည်းတန်တရားကိုဖြစ်ပွားစေနိုင်တယ်ဘယ်အရာပဲဖြစ်ဖြစ်မှန်မှန်ကန်ကန်စဉ်းစားနိုင်ရလမ်းကြောင်းမှန်နဲ့စဉ်းစားဖို့တစုံတစ်ခုမမယွင်ယွင် unwise attention လို့ခေါ်တယ်အာယောနိတောမနတိကာရဆိုတဲ့မမကန်ဆင်ញင်စဉ်းစားလာပြီဆိုလို့ရှိရင်တော့တန်တရားတွေဖြစ်ပွားစေနိုင်တာမှန်မယ်ဒါဟာတုဒ္ဒကြောင့်ဖြစ်တာတော့မဟုတ်ဘူးအေးလူဘဝရလာတဲ့အခိုက်မှာတုဒ္ဒဆိုတဲ့ဇာဘူးနာဝဘုဒ္ဓတွေရှိအောင်စီးပူးကြရတယ်မှတ်သားကြရတယ်နာယူကြအဲ့ဒီလိုတုဒ္ဒတွေများလာတဲ့အခါမှာတုဒ္ဒံပညာယဝဋ္ဌနံစဉ်းစားဆင်ញင်တဲ့အသိဉာဏ်တွေဟာတိုးပွားလာတယ်ဒါဖြင့်အသိပညာတွေတိုးပွားလာရင်ဘာအကျိုးရှိသလဲလို့မေးမယ်ဆိုရင်ပညာယအဋ္ဌံသာနာတိအသိပညာရှိမှဘဝအဓိပ္ပာယ်လောကအဓိပ္ပာယ်ဓမ္မအဓိပ္ပာယ်ဆိုတာကိုသိရှိနားလည်နိုင်ပညာကမှသိနိုင်တယ်အဲ့ဒီလေးနဲ့တဲ့အဓိပ္ပာယ်တွေကိုပညာကမှသိနိုင်တယ်အဲ့ဒီလိုသိမှသာလေညာတော်အထောဒုက္ခဝဟောဘဝအဓိပ္ပာယ်ကိုရှင်းရှင်းကြီးသိပြီဆိုတော့မှချမ်းသာဒုက္ခဆိုတာရနိုင်တယ်လို့ကြိုးချောင်းဆက်သွယ်ပြီးတော့ဖော်ပြထားတယ်စကားရရှိအဲ့ဒါကြောင့်မလို့တုဒ္ဒလိုလားတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်စာပေဖတ်ရှုကြတယ်ဖတ်ရှုထားသည့်အတွက်ကြောင့်ပညာတွေရတယ်ရထားတဲ့ပညာနဲ့ဆင်ញင်စဉ်းစားတတ်တယ်လွယ်လွယ်မှားမှားမရှိဘူးဘဝခရီးလျှောက်လန်းတဲ့အခါမှာမှန်ကန်တဲ့လမ်းကြောင်းရွေးတတ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်တုဒ္ဒနေပါတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တင်တာနဲ့မလှုပ်တင်တာလဲခွဲခြားပြီးတော့မသိဘူးအပြစ်ရှိတာနဲ့အပြစ်ကင်းတာကိုလည်းခွဲခြားပြီးတော့မသိဘူးကုသိုလ်နဲ့အကုသိုလ်ဆိုတာလည်းခွဲခြားပြီးတော့မသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်ဘူးလို့ထင်တယ်ထင်သည့်အတိုင်းမမရွရွနေဖြစ်ကုန်အပြစ်ရှိတာကိုအပြစ်မရှိဘူးလို့ထင်ပြီးအပြစ်မရှိတာကြတော့အပြစ်ရှိတယ်လို့ထင်တယ်ချွတ်ရင်းချက်တွေဖြစ်ပေါ်လာတတ်တယ်ဒါကြောင့်မို့တုဒ္ဒကိုစီးဖို့အထုတ်ဖို့တုဒ္ဒမှရလာတဲ့ပညာနဲ့မှဘဝအဓိပ္ပာယ်နားလည်ပြီးလမ်းမှန်ပြီးမိမိရဲ့ဒီချမ်းသာဒုက္ခဆိုတာဘဝရဲ့ရဘဝကနေလွတ်မြောက်တဲ့တဏှာဝဆင်းရဲ့ကုန်ရနိဗ္ဗာန်ချမ်းသာဆိုတာမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မေခွန်းထုတ်ပြီးတော့ဖြေရှာခဲ့ကြတာတွေကိုမှတ်သားနိုင်ယူမယ်ဆိုရင်မိမိမေးလို့တဲ့မေခွန်းနဲ့တိုက်ဆိုင်ရင်လည်းတိုက်ဆိုင်မယ်တိလို့တဲ့အချက်တွေလည်းပါဝင်ရင်ပါဝင်လာလိမ့်မယ်မပါဝင်ဘူးဆိုရင်တောင်မှပဲမိမိမသိသေးတာဆိုရင်သိလာတယ်ပညာတိုးသွားတာပဲဒီနေရာမှာတရပင်ကစမှာမေခွန်းနေနဲ့အဖြေရှာခဲ့တာလေးတခုကိုမှတ်သားပြီးတော့ကြည့်ကြရအောင်တရပင်ကဆိုတာမြတ်စွာဘုရားရဲ့တခုသောအတိတ်ဘဝကပညာရှိယသိကြီးရဲ့နာမည်ပဲဖြစ်တယ်ပေါ့အဲ့ဒီပညာရှိယသိကြီးဟာယသိမောခင်ကဘုရင်ရဲ့သားတော်တစ်ပါးပဲသာသနာယသိတွေရဲ့အဆုံးအမသာသနာတဲ့ဝင်ရောက်ပြီးတော့ယသိဝတ်လို့သူရဲ့အဆုံးအမအောက်ပါယသိတွေမြောင်များစွာရှိတယ်တကယ်ကိုစွမ်းဆောင်နိုင်တဲ့အဖြေထုတ်နိုင်တဲ့ပညာရှင်ကြီးတူဖြစ်ထင်ရှားကြော်ကြားပြီးဇံပင်ရှင်တွေရလို့ထူးခြားတဲ့သမထကျင့်စဉ်တခုကိုအောင်မြင်ပေါက်ရောက်ခဲ့တဲ့
ပုဂ္ဂိုလ်မြတ်ကြီးဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မြတ်ကြီးထံတရားမင်းကလာပြီးတော့မေခွန်းနေမေးတယ်နတ်တွေကမေးတဲ့မေခွန်းပဲဖြစ်ဖြစ်ဗြဟ္မပြေကမေးတဲ့မေခွန်းပဲဖြစ်ဖြစ်လူပြေမှာမေးတဲ့မေခွန်းပဲဖြစ်ဖြစ်တတ္တလောကနဲ့သက်ဆိုင်တဲ့မေခွန်းဟာထပ်တူညီမြတူတူပဲဖြစ်တယ်ဒါကြောင့်ဘယ်မေခွန်းပဲဖြစ်ဖြစ်နတ်မေးတဲ့မေခွန်းရဲ့အဖြစ်ဟာလဲလူသားတွေအတွက်အကျိုးရှိတာလူသားတွေအတွက်အကျိုးရှိတတ္တလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့စဉ်းစားတဲ့မေခွန်းမျိုးတွေဖြစ်သည့်အတွက်ကြောင့်သက်ရှိတတ္တဝါတွေရှိနေတဲ့များကာလပတ်လုံးဒီမေခွန်းရဲ့အဖြစ်ဟာအသုံးဝင်နေဥမှာပဲဖြစ်တယ်ဒီမေခွန်းဟာလည်းပဲဘဝခရီးအတွက်ခိုင်လိုင်းတဲ့ဖွယ်လမ်းညွန်တဲ့ဖွယ်ဖြစ်နေဥမှာပဲလူတိုင်းဟာမိမိတို့ဘဝအတွက်အသုံးချသွားကြရမြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာဟာရှေးဥစွာနာယူကြရတယ်နာယူပြီးတဲ့နောက်မှာမှတ်သားကြရတယ်ဆောင်းထားရတယ်ရင်ထဲနှလုံးထဲမှာမှတ်သားဆောင်းယူထားပြီးတော့စဉ်းစားကြရတယ်အ내အဓိပ္ပာယ်ကိုရှင်းလင်းပြတ်သားအောင်စဉ်းစားရစဉ်းစားလိုက်တဲ့ပြီးတဲ့နောက်မှာလက်တွေ့လိုက်နာခြင်းကျင့်သုံးခြင်းရှောင်ခြင်းဆောင်ခြင်းဆိုတဲ့အလုပ်ကိုလုပ်ကြအဲ့ဒါမှမိမိတို့အတွက်တန်ဖိုးရှိတဲ့ဟာဖြစ်တယ်နာယုံနာပြီးတော့မှတ်သားမထားဘူးဆိုလေအကျိုးကျေးဇူးပြည့်ပြည့်ဝရမှာမဟုတ်ဘူးအေးနာတော့နာတယ်မှတ်လဲမှတ်သားတယ်သို့တော့မစင်စားဘူးဆိုလို့ရှိရင်လေအကျိုးကျေးဇူးကိုပြည့်ပြည့်ဝခံစားရမှာမဟုတ်ဘူးပြည့်ပြည့်စုံစုံလုပ်နိုင်မှာနာယူတယ်မှတ်သားတယ်အ내တွေပဲစဉ်းစားတယ်လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့အခါကျတော့မှမိမိတို့အတွက်အပြည့်အဝတန်ဖိုးရရှိမှာဖြစ်တယ်ဆိုတာကိုတော့တတိထားကြရအောင်နော်အဲ့တော့ဒီမေခွန်းနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမေးပြီးတော့ဘယ်လိုဖြေခဲ့တယ်လဲဆိုတာမိမိတို့ဘဝနဲ့လည်းပဲစဟကြည့်လို့ရအဲ့ဒီမှာနံပါတ်1မေခွန်းကဘာမေးလိုက်တာတော့ဆိုကိဉ္တုဝဒိဋ္ဌဝါနဂဒါစီသောစတိဘာကိုဖယ်ရှားပြစ်မှမစိုးရိမ်ရတာမျိုးဖြစ်နိုင်တယ်လေတောကကင်းနိုင်မလဲဘာကိုဖယ်ရှားပြစ်နိုင်လို့ရှိရင်ဘယ်တော့မှတောကမဖြစ်တော့ဘူးဆိုတာဘယ်တော့မှတောကမဖြစ်ရလေအောင်ဘာကိုဖယ်ရှားရမလဲဆိုလိုတာနော်လောကကြီးမှာကြည့်လေဘုန်းကြီးတို့တွေတောကဆိုတာရှိနေကြတာလူတိုင်းဟာတောကရှိတယ်ဘာဖြစ်လို့တောကရှိနေရတာတော့ဆိုတွေ့တာမှုရှိနေလို့တောကရှိတဏှာယဇာတိတောကောတဏှာကြောင့်တောကဆိုတာဖြစ်တယ်ပေမတ်တောဇာတိတောကောချစ်ခင်မှုဆိုတဲ့တဏှာကြောင့်တောကဖြစ်တယ်ကာမတောဇာတိတောကောလူကျင်မှုကြောင့်တောကဆိုတာဖြစ်တယ်ဆိုတော့ချစ်ခင်မှုတွေတွေ့တာမှုတွေလူကျင်မှုတွေမကင်းသေးတဲ့ပုဂ္ဂိုလ်တိုင်းမှာရှင်တဲ့နှလုံးထဲမှာပူဆာတဲ့ပူလောင်တဲ့တောကဆိုတာရှိဘာကိုပဲတွေ့တဲ့နေရာမှာတောကဆိုတာလားနောက်ဆုံးမှအတွေ့မရှိပါဘူးဘာကိုမှမတွေ့ဘူးဆိုရင်ကိုယ့်ကိုယ်တွေ့တာပဲတောကဖြစ်เสียဆိုတာဘယ်လိုအချိန်မှာတောကဖြစ်တာလဲလို့ဆိုရင်ဗျတနာတရားနဲ့ကြုံတွေ့တဲ့အခါမှာတောကဖြစ်တယ်ဆွေမျိုးသားချင်းအာကိုနေတဲ့ပုဂ္ဂိုလ်ဟာဆွေမျိုးတွေပျက်စီးဆုံးမသွားပြီဆိုရင်တောကဖြစ်တယ်စိစိမ်ဥစ္စာအာကိုနေတဲ့ပုဂ္ဂိုလ်တွေဟာ
စီစိန်ဥစ္စာယိုရင်းသွားတယ်ဆိုရင်တောကဖြစ်တယ်တောကဖြစ်เสียတယ်လက်လွတ်ဆုံးရှုံးသွားတာကိုအကြောင်းပြုပြီးတောကဖြစ်တာကျမ်းမာနေသူကယောဂဖြစ်လာရင်တောကဖြစ်တယ်အဲ့တော့တောကဆိုတာစဉ်းစားကြည့်သူ့ဘာသူနေရင်တော့ဖြစ်နေမှာမဟုတ်ဘူးတစုံတစ်ခုကျုံလာပြီဆိုရင်နေမထိထိုင်မရှိရင်ထဲမှာပူစာတဲ့တောကဆိုစိုးရိမ်စိတ်တွေဝင်လာတာကျမ်းမာတဲ့နေရာကနေယောဂဖြစ်လာတဲ့စေတောဆန်းလို့ medical check သွားလို့ diagnose မှာစီဂျိုရှိတဲ့သွေးတိုးရှိတဲ့ဆိုဆုံးကင်ဆာရှိတဲ့ဆိုရင်နေမထိထိုင်မနေတောကဖြစ်လာမှာတွေ့တာမှုရှိနေလို့ဒီလိုတောကဆိုတာဖြစ်တာအဲ့ဒီလိုတောကဆိုတာမျိုးမဖြစ်ရလေအောင်ဘာကိုဖယ်ရှားရမလဲတခြားဒေသနာတော်တွေကြည့်ရင်တောကဆိုတာမဖြစ်ရလေအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုရင်တွေ့တာမှုကိုဖယ်ရှားရမယ်လူကျင်မှုတတ်မဲ့မှုတွေကိုဖယ်ရှားရမယ်ဒီအဖြစ်မျိုးနဲ့ရနိုင်တယ်အခုဒီမိဂုံနဲ့အဖြေကြတော့ဘာကိုဖယ်ရှားနိုင်မှတောကဆိုတာကင်းနိုင်တယ်လေတောကကင်းဖို့အတွက်ဘာကိုဖယ်ရှားရမလဲလို့ဆိုတဲ့မိဂုံကြတာအဖြေပေးထားတာတစ်မျိုးပေးထားဖြေပေးထားတာတစ်မျိုးပေးထားတာမှားသလားလို့ဆိုမမှားဘူးရှုထောင့်တစ်ခုကပေးထားခုနကအကြောင်းရှုထောင့်အနေနဲ့ပေးတာတွေ့တာမှုကြောင့်တောကဖြစ်တယ်ဆိုတာတွေ့တာရာတောကဆိုတာလိုက်တယ်ကိုတွေ့ရင်ကိုယ့်ဘာမှာကိုယ့်ပေါ့ကိုယ်နဲ့ပတ်သက်ပြီးတောကဖြစ်ပစ္စည်းဥစ္စာကိုတွေ့ရင်ပစ္စည်းနဲ့ပတ်သက်တောကဖြစ်ဘယ်ရာပဲဖြစ်ဖြစ်တွေ့တာတဲ့ပုံမှာတောကဖြစ်တယ်ဆိုတော့အာယုနဲ့ပတ်သက်တယ်အခုဒီအဖြေကြတော့ဘယ်လိုဖြေလိုက်တော့ဆိုကောဓံဝဋိတဝါနဂရာစီသောစတိကောဓဆိုတဲ့ဒေါသတရားကိုဖယ်နိုင်မှတောကဆိုတာပြောင်းမယ်လို့ဒါကအတွင်းထိအောင်ဖြေတဲ့အဖြေမျိုးဘာလို့လဲဆိုရင်တောကဆိုတာဘာကိုပြောတာတော့ဆိုဒေါသနဲ့ရှင်တွဲလာတဲ့စိတ်ရဲ့ခံစားမှုတောကခေါ်တာဟုတ်ခုနကတွေ့တာမှုကြောင့်တောကဖြစ်တယ်ဆိုတာအကြောင်းကိုပြောတာအခုတောကဆိုဒီမှာဒေါသနဲ့တွဲဖက်ပြီးတော့လာတဲ့စိတ်ထဲမှာပူလောင်တဲ့ခံစားမှုဒေါမနတဝေဒနာဆိုတာကိုတောကလို့ခေါ်တာအဲ့တော့ဒေါသမရှိဘူးဆိုရင်ဒေါမနတဝေဒနာဆိုတဲ့စိတ်ရဲ့ခံစားမှုကမရှိတော့ဒီလိုဆိုလို့နော်အဲ့တော့အဖြေနှမျိုးစလုံးဟာမှန်ကန်တယ်ခုနကအကြောင်းရှုထောင့်ကနေဖြေတာအခုကတိုက်ရိုက်ဖြေတဲ့အဖြေမျိုးလို့ဒီလိုစဉ်းစားကောဓံဝဋိတဝါဒေါသကိုဖယ်ရှားပြစ်မယ်ဆိုရင်နဂရာစိတ်သောစတိဘယ်တော့မှမတိုးစိန်ရတော့ဘူးဒေါသကင်းသွားမှအပြီးသတ်ဆွေးရမှုဆိုတာပြောင်းနိုင်တယ်လို့ဒီအဓိပ္ပာယ်ကိုပြောတာဒီအဓိပ္ပာယ်ကိုပြောတာသောတာပန်ရဲ့တဏ္ဍာမှာဒေါသမပြောက်သေးတော့တောကရှိသေးတယ်တဂရခံရဲ့တဏ္ဍာမှာဒေါသမပြောက်သေးသည့်အတွက်ကြောင့်တောကဆိုတာရှိသေးတယ်ကြည့်လေသောတာပန်ဖြစ်တဲ့ဝိသခာကျောင်းမကြီးဟာသူ့မှာအားကိုးရတဲ့မြေမကလေးမြေကလေးဟာအလွန်လိမ္မာတဲ့မြေကလေးသူ့ကိုယ်စားပြုပြီးတော့တန်ဃာတွေဝကြိုးငယ်ပြုတ်နေတဲ့မြေကလေးမြေမကလေးဆုံးသွားတဲ့အခါရှိုက်ကြီးတငယ်ငိုယိုပြီးတော့မြတ်စွာဘုရားစီရောက်လာတာကြည့်တောကပဲလေဒီလိုတောကဖြစ်တာအနာရဝိတ္တိကြီးလေသောတာပန်ပဲသူ့သမီးသူ့ရဲ့သမီးသူမနာဒေဝီသူ့ကိုခေါ်တွေ့ပြီးတော့သူ့လက်ပေါ်တွင်
ဆုံးသွားတဲ့အခါမှာတောကဖြစ်တာပဲဘာဖြစ်လို့တောကဖြစ်တယ်လဲလို့မေးလို့ရှိရင်အကြောင်းကိုမေးလို့ရှိရင်တော့တွေ့တောင်မှုမကင်းလို့ဖြစ်တယ်လို့ဒီလိုပြောမယ်နောက်တစ်ခုပြောရင်အကယ်၍သာဝိသခာနဲ့အနာတပိန်ရဲ့တဏ္ဍာမှာဒေါသဆိုတဲ့တရားမရှိတော့ဘူးဆိုလို့ရှိရင်တော့တောကလည်းမရှိတော့ဘူးအနာဂတ်ဖြစ်သွားရင်တောကဆိုတာမရှိတော့ဘူးလေဒေါသနဲ့တွဲဖက်ပြီးတော့လာမှဒေါသရှိမှဒေါသနဲ့တွဲဖက်လာတဲ့စိတ်ရဲ့ခံစားမှုကိုသာလည်းတောကလို့ခေါ်တာဟုတ်ဒါကြောင့်မို့ဝေလုကန္တကီမြို့ကနန္ဒမာတာဆိုတဲ့ဥပတိကမကြီးဟာသူ့ရဲ့နန္ဒဆိုတဲ့သားကလေးဟာအကြောင်းကိစ္စတစ်ခုနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့တပ်ဖြတ်ပစ်လိုက်တာသူ့မှာဘာဖြစ်တယ်ဆိုဘာမှဖြစ်ဘူးလေတောကမဖြစ်ဘူးသူအမတမဒီသားကလေးတယောက်မျက်မျက်နှိုးနှိုးရှိတဲ့သားကလေးတယောက်သိဆုံးသွားတာကိုအကြောင်းပြုပြီးတော့အဲ့ဒီဥပဒကမကြီးကရှင်သာရိပုတ္တရာကိုလျှောက်တယ်သူ့သားလေးအသက်ခံရတယ်လို့သတင်းကြားတဲ့အခါသူ့စိတ်ဟာဘာမှမတုန်လှုပ်ဘူးလို့ဒီလိုပြောတယ်။ဘာကြောင့်မတုန်လှုပ်တာတုံးလို့မေးလို့ရှိရင်အခုပြောတဲ့ကောဓံဝဒိတဝါနဂရာစီသောစတိတုန်လှုပ်တယ်ဆိုတာဒေါသရှိမှတုန်လှုပ်တာဟုတ်အဲ့တော့အနာဂံဖြစ်သွားရင်ဒေါသကိုလုံးဝဖယ်ရှားပစ်လိုက်တော့ဒေါသနဲ့မှတွဲဖက်ပြီးတော့လာနိုင်တဲ့စိတ်ရဲ့ခံစားမှုဆိုတဲ့ဒေါမနတဝေဒနာလုံးဝမရှိတော့စိတ်ရဲ့ခံစားမှုကမလာတော့ဘူးမလာတော့သည့်အတွက်ကြောင့်သူ့မှာတောကမဖြစ်တောကဖြစ်တာနဲ့တဏှာတာနဲ့တခြားစီနော်တောမရောထွေးနဲ့ကရုဏာဆိုတာမွန်မြတ်တောကဆိုတာမမွန်မြတ်ဘူးသို့တော့ကရုဏာနဲ့တောကစင်စင်တူတယ်လို့ဒီလိုပြောဒါကြောင့်မို့ရောထွေးသွားတတ်တယ်ကရုဏာဖြစ်ခြင်းသည်ဒုက္ခရောက်နေတာကိုဒုက္ခမှလွတ်စေခြင်းတဲ့သဘောအကျဉ်းနာတရားတွေဖြစ်ပေါ်တဲ့သဘောကရုဏာတောကဆိုဒီမှာရင်ထဲမှာပူလောင်ခြင်းသဘောကရုဏာကရင်လောင်တဲ့ရင်ထဲမှာပူလောင်တာမဟုတ်ဘူးတဏှာကျင်နာတဲ့စိတ်နဲ့ဆင်းရဲဒုက္ခကိုကယ်တင်ပေးခြင်းတဲ့သဘောပဲဖြစ်တယ်အဲ့တော့ကရုဏာဟာတောကနဲ့တူပေမဲ့လို့တောကမဟုတ်ဒါကြောင့်မို့တောကနဲ့ကရုဏာဟာရောထွေးသွားသည့်အတွက်ကြောင့်ဒီတောကကရုဏာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်သေးတယ်ဝိဇ္ဇနာဆိုတဲ့နေရာတောကောကရုဏာယဝိဇ္ဇေတိမေတ္တာနဲ့ရာဂလည်းနေဆက်လို့ရာဂောမေတ္တာယဝိဇ္ဇေတိရာဂကမေတ္တာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်တောကကလည်းကရုဏာရောင်ဆောင်ပြီးတော့လှည့်စားတတ်တယ်တောကနဲ့ကရုဏာဟာတခြားစီလို့မှတ်ရမယ်နန္ဒမာတာဥပတိကမကြီးဟာသူ့သားလေးပေါ်မှာအကျဉ်းနာဖြစ်တယ်သို့တော့တောကမဖြစ်ဘူးဒီလိုဆိုတာပေါ့ဒါကြောင့်မို့ဒီအဖြေမှာကောဓံဝဒိတဝါနဂရစိသောစတိကောဓဆိုတာကိုကောဓဆိုတဲ့ဒေါသတရားကိုဖယ်ရှားလိုက်နိုင်မယ်ဆိုရင်ဘယ်တော့မှတောကမရောက်တော့ဘူးတဲ့ဒီအဖြေတစ်ခုကိုရတယ်ပေါ့ကဲနောက်တစ်ခုကြည့်ကြအောင်ကိတ္တပဟာနံဣတယောဝနယန္တိသူတော်စင်သူတော်မြတ်တွေဟာဘာကိုဖယ်ရှားတာကိုသဘောကျတယ်လေဒီမိကုန်းကတော့အလွန်ကျယ်တဲ့မိကုန်းဖြေတဲ့အဖြေကတော့တခါတရံအခြေအနေကိုကြည့်ပြီးတော့အဖြေကကျဉ်းချင်းဖြေတာလည်းရှိတယ်ပေါ့နော်
ဘာကိုပေရာကိုပို့ပြီးတော့ချီးမွမ်းကြတယ်လေလို့ဆိုတဲ့အခါခေတ်အခြေအနေလိုက်ပြောရမယ့်အဖြေမျိုးပဲဒီအဖြေကသို့တော်ဒီထဲမှာဖြေထားတဲ့အဖြေကတော့ဘာလဲလို့ဆိုရင်ဘာကိုဖယ်ရှားမှဘာကိုဖယ်ရှားတဲ့လဲဘာကိုဖယ်ရှားတာဟာချီးမွမ်းမွယ်ကောင်းတယ်လဲဆိုတော့လောကကြီးတစ်ခုလုံးကိုခြုံကြည့်လိုက်မကောင်းတဲ့စိတ်တွေဖယ်ရှားဖို့ဆိုတာအများကြီးပဲဖယ်ရှားတဲ့နာတွေကြီးပဲလက်စားရတဲ့မာယာတရားကောက်ကျစ်တတ်တဲ့ကေရာကေတာထေယဆိုတဲ့တရားတွေမမနာတွေအိတ်သားတွေဒါတွေဖယ်ရှားမှာတွေကြီးပဲသို့တော့တချို့ဟာတွေကလူတိုင်းမှာရှိသလားဆိုတော့လူတိုင်းမှာမရှိဘူးလောကကြီးမှာအနည်းအများစဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘာဟာများနေတတ်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကကျေးဇူးတည်တတ်မှုကိုသူတော်ကောင်းရဲ့ယတ္တိယလို့ဒီလိုဟောတယ်တပုရိသဘုံမိမိဘရဲ့ကျေးဇူးကိုသိရမယ်ဆရာသမားတွေရဲ့ကျေးဇူးကိုသိရမယ်မိမိပေါ်မှာတစုံတစ်ခုပြုပြီးတဲ့အကူအညီပေးတဲ့ကျေးဇူးတရားဆိုတာသိရမယ်သို့တော့ကျေးဇူးသိတဲ့ပုဂ္ဂိုလ်ဟာလောကမှာများသလားလို့ဆိုမများဘူးအမှန်တမ်းနည်းတယ်အမှန်တမ်းရှားပါတာဖြစ်သောကြောင့်အလုံးခြုံငုံပြီးတော့ဘာကိုဖယ်ရှားတာဟာဘာကိုဖယ်ရှားမှုကိုသူတော်စင်တွေကချီးမွမ်းတယ်လို့ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကသူတော်ကောင်းလို့ဆိုတဲ့သတ်မှတ်ချက်ဟာဘာနဲ့သတ်မှတ်တုံးဆိုကျေးဇူးတည်တတ်မှုနဲ့သတ်မှတ်တယ်ကျေးဇူးကံတဲ့ပုဂ္ဂိုလ်ကများတာကျေးဇူးသိမှုနဲ့ကန့်တတ်ထားတာဖြစ်သောကြောင့်ဒီအဖြေပေးတဲ့အခါလဲအဲ့ဒါနဲ့ပေးတာဟာအလုံးကိုယုတ်တိရှိတယ်ကြိုးကြောင်းစီလျော်တယ် logical ဖြစ်တယ်လို့ဒီလိုပြောလို့ရဘယ်လိုအဖြေပေးတော့ဆိုမက္ခတပဟာနံဣတယောဝနယန္တိမက္ခဆိုတာကျေးဇူးတရားကိုခြေဖြတ်တဲ့သဘောကျေးဇူးကန့်တတ်တဲ့သဘောလောကလူတွေဟာတရားမှာ69လောက်ကကျေးဇူးကန့်တတ်နေတယ်ပေါ့အဲ့ဒါလို့ကျေးဇူးကန့်တဲ့ပုဂ္ဂိုလ်တွေများပြားလာသည့်အတွက်ကြောင့်ကျေးဇူးတည်တတ်မှုကိုသူတော်ကောင်းတို့သတ်မှတ်ရတဲ့အနေအထားထိရောက်လာတယ်ဒါကြောင့်မလို့မက္ခဆိုတဲ့ကျေးဇူးကန့်မှုကိုဖယ်ရှားတဲ့နဲ့အဲ့ဒါကိုဖယ်ရှားမှပညာရှိတွေကချီးမွမ်းကြတယ်လို့ဒီအဖြေပေးထားတာဟာလဲအလုံးသင့်တော်တဲ့အဖြေတစ်ခုပဲလို့ဒီလိုပြောသို့တော့ဖယ်ရှားတဲ့နာတွေဒီတဲ့မကများတယ်လို့ပြောရမှာပေါ့ဟောနောက်မေးခွန်းတစ်ခုနဲ့အဖြေတစ်ခုကြည့်ရကတ္တိဒဝုဒ္ဒံဖရုတံခမေထဒီလောကကြီးမှာတဲ့ဒီလောကကြီးမှာဘသူရဲ့အပြောဆိုကိုချမ်းသာတဲ့အပြောဆိုကိုသိခံရမှာလဲဘသူရဲ့ချမ်းသာစွာပြောဆိုမှုကိုသိခံရမှာလဲဆိုတဲ့မိဂုဏ်တစ်ခုပဲအဲ့တော့ဒီနေရာမှာဘသူရဲ့လို့ဆိုတဲ့အဖြေကပြောဆိုတာကဘာလို့ဆိုရင်ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ရှိတယ်ကိုယ်ရဲ့ယာဓုကြီးတဲ့ပုဂ္ဂိုလ်ရှိတယ်ကိုယ်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှိတယ်ကိုယ်နဲ့ဓာန်တုပုဂ္ဂိုလ်ရှိတယ်ကိုယ်ရဲ့နှိမ့်ချတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒါလို့ကိုယ်ရဲ့တာတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့ဓာန်တုပုဂ္ဂိုလ်ကိုယ်အောက်ကပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကြီးပြောတဲ့ချမ်းသာတဲ့စကားဘသူရဲ့ချမ်းသာတဲ့စကားကိုဘသူရဲ့အပြောအဆိုရိုင်းပြမှုကိုသိခံရမှာလဲဒီလိုပြောတာဒီမေကုံးဒီလိုမေးလိုက်တာဒါလည်းအဓိပ္ပာယ်ရှိတယ်ပေါ့ဘာလို့လဲဆိုကိုယ်ရဲ့မြင့်မြတ်တယ်ကိုယ်ရဲ့ယာရုကြီးတယ်ကိုယ်ရဲ့အထက်ကလူအဲ့ဒီအထက်ကပုဂ္ဂိုလ်ရဲ့စကားကိုသိခံတယ်ဆိုတာ
ဘာဖြစ်လို့သိခံလဲကြောက်လို့သိခံပြန်မပြောရဲဘူးလေသိခံတာအစစ်မဟုတ်ဘူးကြောက်လို့သိခံဘယာဟိတိဋ္ဌတဝဆောခမေတာဟောကိုရရာရုကြီးတဲ့ပုဂ္ဂိုလ်ကိုရဲ့အစစ်မြင့်တဲ့ပုဂ္ဂိုလ်ကဉာဏ်ဉာဏ်ဌာနပြောရင်ငုံခံရတာဟာဘာကြောင့်ငုံခံကြောက်လို့ငုံခံတာတယ်လို့ဆိုလို့ကိုနဲ့အဆင့်တူပုဂ္ဂိုလ်တယောက်ကကိုယ်ဉာဏ်ဉာဏ်ဌာနပြောမယ်ဘာကြောင့်သိခံဘာကြောင့်သိခံလဲလို့ဆိုတဲ့အခါမှာကိုယ်နဲ့အဆင့်တူကြတာနေမဲငက်စအချင်းများမှုတွေပေါ်လာဘာဖြစ်လဲဆိုရင်ဓာတုရည်တူသမားတွေကမင်းတစ်ချက်ခောက်ရင်ငါနှစ်ချက်ခောက်မယ်ဆိုဒီလိုတွေဖြစ်လာတတ်တယ်ပေါ့နော်မင်းကတစ်ခုလုံးရင်ငါနှစ်ခုလုံးမင်းကနှစ်ခုလုံးရင်ငါကလေးခုလုံးမယ်ဆိုတာမျိုးအဲ့ဒီလိုတာရံဘလို့ဆိုတာတယောက်နဲ့တယောက်တိုးဆင့်ပြီးတော့ရှင်ပြိုင်လာမှုတွေဖြစ်ပေါ်လာတတ်တယ်တဲ့အဲ့ဒါကြောင့်မို့လို့မိမိနဲ့ဓာတ်ရည်တူတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုသိခံတာဟာဒီလိုအချင်းများမှုအတွက်သိခံကြတယ်နောက်တစ်ခါကိုယ့်ရဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စကားကိုသိခံကိုယ့်ရဲ့အောက်ကလူနော်ကိုယ့်ရဲ့ညံ့တဲ့လူရဲ့စကားကိုသိခံအဲ့ဒီကိုယ့်ရဲ့ညံ့တဲ့လူအောက်တန်းသားရဲ့စကားကိုသိခံနိုင်ပြီဆိုတဲ့အခါကျတော့ဘာကြောင့်မှမဟုတ်ဘူးတကယ့်ကိုခွင့်လွှတ်ခြင်းသိခံခြင်းမျိုးဖြစ်သောကြောင့်တဲ့အပြစ်ကင်းစင်ပြီးတော့တကယ်မြင့်မြတ်တဲ့ခန္တီလို့ဒီလိုပြောနိုင်တယ်လို့ဒီလိုဆိုတာသိခံတာတော့အလုံးကိုသိခံတာပဲသို့တော့ကိုကအနိုင်ယူနိုင်ရတဲ့အနိုင်မယူဘဲနဲ့သိခံတာမှမြင့်မြတ်တဲ့သိခံမှုလို့ဒီလိုဆိုတယ်နော်ဒီလိုဆိုတယ်အဲ့ဒီမှာရှင်းထားတာဇာတိအာတိဟိတိဋ္ဌတဘယေနာကိုယ့်ရဲ့အမျိုးဆက်အပြင်နဲ့မြင့်မားတယ်ဓနဂုဏ်နဲ့လည်းမြင့်မားတယ်ယာရုဂုဏ်နဲ့လည်းမြင့်မားတယ်အဲ့ဒီပုဂ္ဂိုလ်ကိုသိခံရတာဟာကြောက်လို့သိခံတာကိုယ်နဲ့အလားတူတဲ့ပုဂ္ဂိုလ်ကိုသိခံတာကြတော့အပြိုင်အဆိုင်အချင်းများမှုလားမလိုလားအပ်တာတွေဖြစ်မှာဆိုလို့သိခံရှင်ပြိုင်မှုတွေကတူးလာတော့သိခံအေးကိုယ့်အောက်နှင်းကြတဲ့ပုဂ္ဂိုလ်သိခံတာကြတော့သူကခုနကကိုယ့်ရဲ့မြင့်တဲ့ပုဂ္ဂိုလ်ကိုသိခံတာကြောက်လို့သိခံတာရဲ့ကိုယ်နဲ့ဓာတ်နုပုဂ္ဂိုလ်ရှင်ပြိုင်မှုတွေများလာလို့သိခံတာရဲ့အဲ့ဒီသိခံမှုနှစ်ခုဟာအဓိဝဒနာခန္တီဆိုတဲ့သိခံမှုမျိုးမဟုတ်ဘူးတဲ့သိခံမှုမျိုးမဟုတ်ဘူးတဲ့ကိုကအဆင့်တန်းချင်းกว่าပြီးကိုအောက်မှာအလွန်နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကိုသိခံတဲ့အခါကျတော့မှအကောင်းဆုံးသိခံမှုဘာမှအကြောင်းမပါအဲ့ကြသိခံမှုတသက်ပဲအဲ့ဒီသိခံမှုဟာမြင့်မြတ်ဖြူစင်တဲ့ထက်တန်းကြတဲ့သိခံမှုဒီလိုဆိုတဲ့အဲ့တော့ပြောလို့တာကတော့ကြမ်းတမ်းစွာပြောဆိုတဲ့ဘယ်ပုဂ္ဂိုလ်ရဲ့စကားကိုသိခံတာဟာအကောင်းဆုံးလဲလို့ဆိုရင်အဆင့်မရှိတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ပြောတာကိုယ့်ရဲ့အောက်ကိုကအနိုင်ရနိုင်ရတဲ့အနိုင်မယူဘဲနဲ့သိခံတဲ့သိခံမှုမျိုးဟာအလွန်မြင့်မြတ်တဲ့သိခံမှုမျိုးလို့ဒီလိုဖြေဆိုထားတာပေါ့နော်ဒါလည်းအလွန်တဘာဝကြတာပဲကျန်တဲ့သိခံမှုတွေကတခြားအကြောင်းတွေပါလာတတ်သေးတယ်အဲ့ဒီမှာဒီသိက္ခဏာနဲ့ပတ်သက်ပြီးတော့ကောက်ချက်ချပြထားတာဟာအလုံးမသားဆရာကောင်းတယ်
အားကြီးတဲ့နော်စစ်တပ်ကြီးကိုပိုင်ဆိုင်တဲ့တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တောင်မှစစ်ထိုးပြီးအနိုင်ရရင်တောင်ဒီလိုအမျက်မျိုးကိုမရနိုင်ဘူးတဲ့သူတော်ကောင်းဟာတိခတ်ခြင်းဖြင့်ရလိုက်တဲ့အမျက်တစ်ခုကိုရလိုက်တယ်တဲ့ဘာလဲလို့ဆိုရင်ခန္တီပလတ်တုပတမန္တိဝေရာတိခတ်ခြင်းဖြင့်ရန်ငိမ့်သွားတယ်ဆိုတဲ့အမျက်ကိုရအားကြီးလို့မိမိကတိုက်ခိုက်ပြီးသိမ့်ပိုက်လိုက်လို့အနိုင်ရတယ်လို့ဆိုပေမဲ့ဟုတ်တယ်ရန်သူကိုနိုင်လိုက်တာတော့မှန်တယ်သူမနိုင်တာဘာလဲလို့ဆိုရင်ရန်ပွားတာကိုသူမနိုင်ဘူးတစ်ဖက်သားရဲ့မကျေနပ်မှုတွေကိုသူမနိုင်ဘူးနိုင်တာလူကိုသာနိုင်တယ်ဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်ဥဒိဏမင်းကိုသန္နပိသောဒမင်းကလှည့်စားပြီးဆင်ယုံနဲ့လှည့်စားပြီးဖမ်းဆီးပြီးတဲ့အခါမှာစနေချစ်တဲ့ဟဋ္ဌိကန္တမန္တန်ကိုသင်ပေးဖို့တောင်းတဲ့အခါသူ့ရှ िख ိုးမှသင်ပေးမယ်လို့ကြက်ခိုင်းရှ िख ိုးမှသင်ပေးမပေးဘူးဆိုရင်မင်းကိုမင်းထံအပြစ်ဒဏ်ခတ်မယ်ဆိုဥဒိဏမင်းကဘာပြောလဲလှုပ်ချင်လှုပ်လေတဲ့မင်းကငါ့ကိုလှုပ်နိုင်တာငါခန္ဓာကိုယ်ပဲလှုပ်နိုင်တယ်ငါစိတ်ကိုမင်းမနိုင်ပါဘူးလို့သူတို့ပြောတာနော်စိတ်ဓာတ်ကိုဘယ်နည်းနဲ့မှမရနိုင်ဘူးစစ်ပွဲကြီးတစ်ပွဲတိုက်လိုက်လို့အနိုင်ရခြင်းရလိမ့်မယ်သို့တော့ရန်ငြိမ်းခြင်းဆိုတဲ့ဘယ်တော့မှဒီရန်လိုသူမရှိတော့ပဲနဲ့အလုံးကျင့်납ပြီးငြိမ်းချမ်းသွားတဲ့ဆိုတဲ့ဟာမျိုးဘယ်တော့မှမရဘူးဒါကြောင့်မို့မြတ်စွာဘုရားကဟောထားတာရှိတယ်နာဟိဝေရေနသမ္မန္တိဒကုဒ္ဒသနာနာဟိဝေရေနဝေရာနိသမ္မန္တိဒကုဒ္ဒသနာရန်ကိုရန်နဲ့ပြန်တုပ်လို့လောကကြီးမှာဘယ်တော့မှငြိမ်းတယ်ဆိုတာမရှိဘူးတဲ့အဝေရေနသသမ္မန္တိရန်မတုပ်ပြန်သိခံခြင်းဖြစ်လာလေရန်ဆိုတာငြိမ်းတယ်လို့ဒီလိုဆိုတော့ဟုတ်အဲ့တော့အနိုင်ရခြင်းတော့ရလိမ့်မယ်ဘာဖြစ်တယ်ရန်တော့ပွားနေတယ်ကိုသုတ္တန်တစ်ခုမှာမြတ်စွာဘုရားကသဘာဝကိုရှင်းပြထားတယ်လောကမှာအနိုင်ယူတဲ့ပုဂ္ဂိုလ်တွေအနိုင်ရလာလို့ရှိရင်ပြောတယ်သို့တော့လူကိုယ်သာနိုင်လိုက်တာစိတ်ဓာတ်ကိုမနိုင်လိုက်ဘူးသူဆယံဝေရံပတ္တဝတိနိုင်တဲ့ပုဂ္ဂိုလ်ဟာရန်သူများတယ်သူ့ပေါ်မှာမုန်းတဲ့ပုဂ္ဂိုလ်တွေပိုများလာတယ်ဒီလိုဆိုတာဒါကြောင့်မလို့ရန်ငိမ့်အောင်မလုပ်နိုင်ဘူးရန်သူကိုနိုင်လိုက်ပေမဲ့ရန်ငိမ့်အောင်မလုပ်နိုင်ဘူးလို့ဒီလိုဆိုလိုတာပေါ့နော်ဆယံဝေရံပတ္တဝတိဆယံအောင်နိုင်လို့ရှိရင်ဝေရံပတ္တဝတိရန်သူတွေကိုတိုးပွားလာစေတယ်ဒုက္ခံတိတိပရာဇိတောရှုံးသွားတဲ့ပုဂ္ဂိုလ်ကစိတ်ဆင်းရဲလက်ဆင်းရဲနဲ့အိပ်ရတယ်မြတ်စွာဘုရားကနှစ်ခုနိုင်ရှင်ပြပြီဥပတန္တောဒုက္ခံတိတိဟိတဝါဇယပရာဇယအနိုင်ရှုံးနှစ်ခုစလုံးကိုဆွတ်လွတ်ပြီးတော့တိခံခြင်းမေတ္တာထားခြင်းဖြင့်အောင်နိုင်တဲ့ပုဂ္ဂိုလ်သာလေစိတ်နှလုံးငြိမ်းချမ်းမှုကိုအပြည့်အဝရနိုင်တယ်လို့ဒါမှန်ကန်တဲ့နည်းစနစ်တစ်ခုရသော်ဗျာဟောပြဟုတ်တယ်လောကမှာအနိုင်ရဖို့ကြိုးစားပြီးတော့နိုင်သွားတာနဲ့ပြီးသွားလားလို့ဆိုမပြီးဘူးမပြီးဘူးဒီကနေ့ခေတ်ပဲကြည့်လေအကြမ်းဖက်သမားဆိုတဲ့ terrorist ဘလောက်ပဲတပ်ဖြတ်နေ terrorist ကပျောက်သွားလားဆိုမပျောက်ဘူးမပျောက်ဘူးအနိုင်ရတယ်လို့မဆိုနိုင်ဘူးဒီနေရာ
ပျောက်သွားဟိုနေရာပေါ်လာလိုက်ဒီလို terrorism ဆိုတာဟာဒီနည်းနဲ့ဖြည့်ရှင်းလို့ကတော့ဘယ်တော့မှပျောက်မှာမဟုတ်ဘူးလို့မြတ်စွာဘုရားဒေသနာတော်အရာကဒီလိုဆိုလိုတာပေါ့ဟောအမုန်းတရားတွေကိုဖယ်ရှားပြစ်နိုင်မှသာလေလောကကြီးရဲ့ငြိမ်းချမ်းမှုဆိုတာဖြစ်လာနိုင်တယ်လို့ဒါကိုရှင်းရှင်းလေးရေးထားလိုက်ပေါ့ဟာခေတ်နဲ့လည်းအပဒမစီတရောတယ်ပေါ့နာဟေတမတ္ထံမဟာတိတေနာတရဇိကယုသမာနာလဗေထာယံခန္တိယတပ္ပုရိတောလဗေထာခန္တိပလတ္တုပတမန္တိဝေရာခန္တီရဲ့စွမ်းအားနဲ့သိခံခြင်းဆိုတဲ့စွမ်းအားကိုအမိပြုပြီးတော့ယံမှန်သမျှအကုန်ငြိမ့်သွားတယ်အဲ့ဒါမှကြီးမားတဲ့စစ်တပ်ကြီးနဲ့အစွမ်းတက်တဲ့လက်နက်ကြီးတွေအသုံးပြုပြီးတော့အနိုင်ရနိုင်ပေမဲ့လို့ရန်ငြိမ်းခြင်းဆိုတဲ့အကျိုးကျေးဇူးမရနိုင်ဘူးဒီလိုဆိုထားတယ်နော်ဒါလွန်ခဲ့တဲ့ဖယားမပွင့်ခင်ကပြောထားတဲ့စကားတွေပဲဒီလိုဆိုတာပေါ့နော်အေးဒါကြောင့်မို့ဘာကိုဘယ်သူစကားကိုစော်ကားတဲ့စကားမျိုးကိုသိခံရမှာလဲလို့ဆိုရင်အလုံးရဲ့စော်ကားတဲ့စကားကိုသိခံရမှာပဲသို့တော့သိခံဖို့အလွန်ခဲရင်းနဲ့ကိုယ့်ရဲ့အောက်တန်းကြတဲ့ဆင့်နေတဲ့ပုဂ္ဂိုလ်တယောက်ကပြောဆိုတာကိုတောင်သိခံနိုင်ပြီဆိုရင်အလွန်မြင့်မြတ်တဲ့သိခံမှုပဲထက်တန်းကြတဲ့သိခံမှုလို့ဒီလိုဆိုရမယ်လို့သူပြောတယ်ဟောနောက်မေခွန်းတစ်ခုကဘာလဲလို့ဆိုကထံဝိထံသီလဝန္တံဝဋ္ဌန္တိဘယ်လိုရည်ချင်းနေရှိမှကိုจิตသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရမလဲလောကမှာကိုจิตတရားကောင်းသူဆိုတာဟာဒီကနေ့ခေတ်မှာလည်းတန်ဖိုးရှိတာပဲလူသားတွေရှိနေသမျှကာလပတ်လုံးကိုจิตသီလကောင်းတဲ့ပုဂ္ဂိုလ်တွေအရေးပါနေဦးမှာသူတော်ကောင်းတွေရဲ့အတိုင်းဝိုင်းမှာဆိုရင်သီလဆိုတာဓမ္မတန်ဖိုးရှိတယ်သီလံယာဝဇရာတာဓုဆိုတဲ့အတိုင်းသီလဟာငယ်စဉ်ကစပြီးတော့အိုမင်းသည့်ထိအောင်လူရဲ့ဘဝကိုလှပစေတယ်ကလေးငယ်ငယ်လေးကိုကျင့်သီလကောင်းတယ်ဆိုရင်လည်းချီးမွမ်းမွယ်ဖြစ်တာပဲဩကလေးလေးနဲ့မလိုက်ဘူးကိုကျင့်သီလကောင်းလိုက်တာအေးလူရည်လူလက်ဖြစ်လာတဲ့အခါလဲဩပြောတယ်ပါတဲ့အချိန်မှတောင်းကိုကျင့်သီလနဲ့ဥပုသ်ဆောင်မော်ရတယ်ကောင်းလိုက်တာချီးမွမ်းရအသက်ရွယ်ကြီးလာတော့လဲဩအသက်ရွယ်ကြီးတာသီလနဲ့ပြည့်စုံလိုက်တာကောင်းလိုက်တာသီလံယာဝဇရာတာဓုသီလဆိုတဲ့အစဉ်တစားဟာဩဒီထိအောင်အမြဲတမ်းလှပတင့်တယ်နေတယ်တင့်တယ်စေတယ်ဆိုတာဟုတ်တယ်ကျန်တဲ့ဟာတွေကြတော့ဒီလိုမဖြစ်ဘူးလူတွေဝစားဆင်ရင်မှုတွေနဲ့ပတ်သက်ပြီးတော့ကြည့်ကြည့်ပေါ့သီလဆိုတာလဲဝစားဆင်ရင်မှုတစ်ခုပဲလူတွေဝစားဆင်ရင်မှုနဲ့ကြည့်ကလေးရွယ်ဆိုရင်ကလေးတွေဝတ်တဲ့အဝတ်စားဝတ်အဲ့ဒီကလေးရွယ်ဝတ်တဲ့အဝတ်စားကိုလူရွယ်လူလက်သွားဝတ်လို့ရှိရင်ပြောခံရမှာပဲဒီကောင်ကြောင်တောင်တောင်ထင်ပါရဲ့လို့ပြောခံအဲ့တော့ကလေးအဝတ်ကိုအဖိုးကြီးဖွားကြီးသွားဝတ်ပြန်လည်းပဲဒီကနေ့မှတငယ်ပြန်နေပြီလို့ပြောမှာပဲပြောကြမှာကဲ့ရဲ့မလွတ်ဘူးဟောသီလကြအဝတ်တစားဆိုတာကဲ့ရဲ့မှုမလွတ်နိုင်သူ့အရွယ်နဲ့သူစင်မတင့်တယ်သီလဆိုတာတော့အရွယ်မရွေးတင့်တယ်လို့ဒီလိုပြောတာဘယ်သူစင်စင်ရင်နေပေါ့အဲ့ဒါကြောင့်မို့
တီလဆိုတာအင်တမကောင်းတယ်ကိုချင်းတရားဆိုဒီမှာတီလဆိုတာဘာကိုပြောတာတော့လို့ဆိုကာယကံနဲ့ဝစီကံကိုယ့်ရဲ့အမှုကိုယ့်ရဲ့ပြုမှုမှုကိုယ်ရည်လက်ရောက်ပြုမှုမှုနဲ့စကားပြောဆိုမှုဒီနှစ်ခုကိုစနစ်တကျထိမ့်သိမ်းတာစီကံထားတာပြောချင်တာတွေမပြောဘူးစီကံနဲ့ပြောတယ်ဒါဟာဝစီကံကိုထိမ့်သိမ်းတာလှုပ်ချင်တာတွေမလှုပ်ဘူးစီနဲ့ကံနဲ့နေတယ်ရှောင်ရမှာရှောင်တယ်လှုပ်ရမှာမှလှုပ်တယ်အဲ့ဒါလို့ကိုယ်နဲ့နှုတ်ဒီနှစ်ခုကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းကိုသီလလို့ခေါ်တာပဲအဲ့ဒီသီလဟာဟိရိဥတ္တပဆိုတဲ့ရှက်ချင်းကြောက်ချင်းမကောင်းတဲ့အလုပ်လုပ်ရမှာရှက်တာရဲ့မကောင်းတဲ့အလုပ်ကြောက်ပတ်ဝန်းကျင်ကိုအလေးထားတာရဲ့အဲ့ဒီလိုရှက်မှုကြောက်မှုဆိုတဲ့ဟိရိဥတ္တပဟာကိုချင်းတရားဖြစ်ပေါ်လာဖို့အတွက်ကိုချင်းသီလအတွက်အများကြီးထောက်ကူပြုတယ်ဖြစ်ပေါ်စေတဲ့အရာလို့ဆိုတာပေါ့ဒါကြောင့်လူလောကမှာကိုချင်းသီလဆိုတာနှုတ်ကိုစီကံထားခြင်းနဲ့ကိုယ်အပြုမှုကိုစီကံထားခြင်းပဲဖြစ်တယ်မလုံးတင်တာကိုရှောင်တယ်လုံးတင်တာကိုလုံးတယ်အပြစ်ကင်းတယ်သီလနဲ့ပြည့်စုံပြီဆိုရင်အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်ဘယ်ခေတ်မှာပဲဖြစ်ဖြစ်ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘာအပြစ်မှမရှိဘူးဒီလိုဆိုတော့ပေါ့အဲ့တော့ဒီမှာသီလရှိသူလို့သတ်မှတ်ဖို့ရအတွက်ဘာတွေလိုတယ်လဲလို့ဆိုရင်ခုနပြောတာပဲကာယေနဝါစာယယောဓတင်ညတောဒီလောကကြီးမှာကိုမှုကိုစောင့်စည်းတယ်ကိုနဲ့လှုပ်ထားတယ်ကိုဒီလက်ရောက်ပြုလုပ်တဲ့ကိစ္စမှာကာယကံကိုစောင့်ထိန်တယ်ဝစီကံကိုစောင့်ထိန်တယ်အဲ့ဒီကာယကံနဲ့ဝစီကံစောင့်ထိန်တဲ့ပုဂ္ဂိုလ်သီလရှိတဲ့ပုဂ္ဂိုလ်တို့ပြောတယ်ဒီမှာအဖြေထဲမှာဘာထည့်ပြောထားတော့ဆိုမနတ္တာသကိဉ္စိနကရောတိပပံသီလလုံမှုအတွက်စိတ်ထဲမှာတောင်းနော်စိတ်ထဲမှာတောင်းမကောင်းတဲ့အလုပ်လုပ်ဖို့စိတ်မကူးဘူးစိတ်ကူးပြီးရင်သူဟာကာယကံဝစီကံမြောက်သွားတာဒါဟုတ်ဒါကြောင့်မို့စိတ်ထဲမှာတောင်းမှပဲမကောင်းတဲ့အလုပ်ဆိုတာစိတ်မကူးဘူးကာယကံမြောက်လုပ်ဖို့နေနေသာသာဝစီကံမြောက်ပြောဖို့နေနေသာသာစိတ်ထဲမှာတောင်းစိတ်မကူးဘူးတဲ့နာအတ္တဟေတုအလိကံပနန္တိကိုအတွက်ကိုရေးကိုရာကိစ္စနဲ့တောင်းမှပဲမမှန်မကန်မပြောဘူးလို့ဆိုလို့မုဒ္ဒဝါဒရှောင်ခြင်းတဲ့အဓိပ္ပာယ်ဒီနေရာမှာကိုရေးကိုရာကိစ္စနဲ့မပြောဘူးသူများကိစ္စနဲ့ပြောတယ်လို့ဒီလိုအဓိပ္ပာယ်ဆိုလိုတာမဟုတ်ဘူးကိုရေးကိုရာကိစ္စတောင်းမှမပြောဘူးဆိုရင်သူများကိစ္စတို့လက်ပေးလို့ပတ်စံထိုးလို့သူများဆရာပတ်စံရလို့လိန်နာလို့ဒါမျိုးတွေမလုပ်ဘူးလို့ဆိုလို့လေသောတပန်ပုဂ္ဂိုလ်တွေကြတာဇီဝိတဟေတုပိကိုအသက်တာအသေးခံမယ်အသက်ဒီဟုသောအကြောင်းကြောင့်တောင်းမမှန်မကန်မလုပ်ဘူးမပြောဘူးလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့သီလရှိသူဆိုဒီမှာစိတ်ထဲကတောင်းမကောင်းတဲ့အကုသိုလ်ကိုမဖြစ်အောင်ထိမ့်သိမ်းပြီးကာယကံမြောက်ဝစီကံမြောက်စောင့်စည်းတဲ့ပုဂ္ဂိုလ်တဲ့စောင့်စည်းတဲ့ပုဂ္ဂိုလ်မိမိအတွက်တောင်းမှပဲမမှန်မကန်ပြောဆိုခြင်းမပြုတဲ့ပုဂ္ဂိုလ်မျိုးဟာသီလရှိတဲ့ပုဂ္ဂိုလ်လို့အချင်းချင်းပြောလိုက်တာဒါသီလရှိတယ်ဆိုတာခုနငါးပါးသီလထဲမှာကြည့်လိုက်မယ်ဆိုရင်ဒါတွေကြည့်ပဲလေပါဏာတိပါဒဆိုတာကာယကံနဲ့ပတ်သက်တယ်အာရိဏဒါနကာမေတုမေသဆိုတာကာယကံနဲ့ပတ်သက်တယ်ဘုဒ္ဓဝါဒကဝစီကံနဲ့ပတ်သက်တယ်သူရမေရယဆိုတာအလုံးကိုကျွလွန်ဖို့လမ်းကြောင်းကြီးတစ်ခုဖြစ်နေတယ်
ရှောင်ရမှာကိုမရှောင်ဘူးဆိုရင်သူလည်းကာမေတုမိစ္ဆာစာရာထဲမှာထည့်ပြီးတော့ပြောတာမခံရမယ့်အရသာသွားပြီးတော့မှန်မှန်ရွင်အရသာခံတယ်မူရစ်တဲ့အရသာသွားခံအဲ့တော့ဒီလိုကာယကံဝစီကံထိမ့်သိမ့်ဆောက်ရှောက်ပြီးစိတ်ထဲကကြံတွေးတာတောင်မှပဲမဖြစ်အောင်ထိမ့်သိမ့်ဆောက်ရှောက်တဲ့ပုဂ္ဂိုလ်မျိုးသီလရှိသူလို့ဒီလိုသတ်မှတ်ပါတယ်ဒီလိုဆိုရင်ဟုတ်ပြီနောက်မေးခွန်းတစ်ခုကဘာမေးတော့ဆိုကထံဝိတံပညာဝန္တံဝဋ္ဌန္တိပညာရှိဆိုတာဘယ်လိုအစဉ်တန်းရှိမှခေါ်အောင်လောကမှာလူတွေကပညာရှိတို့ပညာရှင်တို့သတ်မှတ်ပြီးပြောဆိုနေကြတယ်အခုဒီမှာပညာရှိနဲ့ပြောရမှာဘယ်လိုအစဉ်တန်းဘယ်လိုအရေးချင်းနေနဲ့ပြည့်စုံမှပညာရှိလို့ပြောနိုင်တယ်လေဆိုတော့ဒီမေကုန်းကိုဖြည့်ပေးထားတာကတော့ဂံဗီရပညာမနတာဘိစိတိတာတကယ်ကိုလေးနဲ့တဲ့ခက်ခဲနေတဲ့ပြဿနာမျိုးတွေကိုကြံစီတွေးတောပြီးကိုယ်ပိုင်ဉာဏ်နဲ့ဖြည့်ရှင်းဆုံးဖြတ်ပေးနိုင်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးခက်ခဲနေတဲ့မေခွန်းတွေကိုတော့ဖြည့်ဆိုရှင်းလင်းပြနိုင်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးပညာရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်နိုင်တယ်ဟောနောက်တစ်ခုကတော့နစ္စာဟိတံကမ္မကရောတိလုတ်တံပညာရှိဆိုဒီမှာအသိပညာနဲ့တွေ့တော်ဆင်ញင်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ရက်ဆက်ကြမ်းကြုတ်တဲ့မဟုတ်တဲ့အလုပ်ကိုအကျိုးစီးပွားကိုပျက်စီးစေတတ်တဲ့အလုပ်ကိုယ်ကျိုးစီးပွားကိုပျက်စီးစေတတ်တယ်သူတစ်ပါးရဲ့အကျိုးစီးပွားကိုပျက်စီးစေတတ်တယ်အဲ့ဒီလိုအကျိုးစီးပွားကိုပျက်စီးစေတတ်တယ်အလုပ်မျိုးဘယ်တော့မှမလုပ်ဘူးဆိုလိုတာကသူများကိုဘယ်တော့မှချောင်းတွန်းမှုသူများအကျိုးပျက်စီးတော့ဘယ်တော့မှမလုပ်ဘူးကိုယ်ကျိုးစီးပွားပျက်စီးတော့လည်းဘယ်တော့မှမလုပ်ဘူးအရာရာမှာအသိဉာဏ်နဲ့စဉ်းစားပြီးသူ့ကျိုးကိုယ်ကျိုးနှမျိုးရှိအောင်သာကြိုးစားတယ်အကျိုးမဲ့ဖြစ်အောင်ဘယ်တော့မှမလုပ်ဘူးကာလာကတံအထပဒနာရိစတိအချိန်ခါဆက်ရောက်လာတဲ့အချိန်ခါမှာလှုပ်တဲ့လှုပ်ထိုက်တာဒါတွေကိုလည်းနားလေတယ်သိတတ်တယ်ဘာလို့ရမလဲဆိုတာသိတယ်အချိန်ခါကြာရောက်လာတဲ့အထိပ္ပယ်တွေကိုလည်းဘဝရဲ့အထိပ္ပယ်ကိုလည်းပဲဆင်ခြင်သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပညာရှိလို့သတ်မှတ်ပါတယ်လို့အဖြေကဒီလိုပေးတာပေါ့နော်ဟောနောက်တစ်ခုကမေကုံးကိုဘယ်လိုပေးတော့ဆိုကထံဝိတံသပ္ပုရိတံဝဋ္ဌန္တိလူတော်လူကောင်းသပ္ပုရိတဆိုကောင်းမြတ်တဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လူတော်လူကောင်းတော်တယ်ကောင်းတယ်အရေးချင်းဒီလူကတော်တယ်ကောင်းတယ်အဲ့ဒီတော်တယ်ကောင်းတယ်ဆိုတဲ့အရေးချင်းရှိတဲ့သူတော်ကောင်းဘယ်လိုပုဂ္ဂိုလ်မျိုးဟာသူတော်ကောင်းလို့ခေါ်ရမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့အချက်တွေကိုဖော်ပြထားတယ်သူတော်ကောင်းလို့သတ်မှတ်ရမှာဘယ်ပုဂ္ဂိုလ်မျိုးတွေလဲအဲ့တော့ဒီစံနဲ့ဒီမှာအဖြေပေးလိုက်တဲ့စံနဲ့ကိုယ့်ကိုသူတော်ကောင်းဟုတ်မဟုတ်ကိုယ့်ကိုသူတော်ကောင်းဖြစ်အောင်မဟုတ်ရင်ကြိုးစားဖို့သူတော်ကောင်းရဲ့အင်္ဂါရပ်တွေလိုအပ်နေသေးရင်ဖြည့်ဆည်းဖို့ဒါဟာဒီတုတ္တကရတဲ့ပညာရပ်ပဲပေါ့ဒီလိုဆိုတာပေါ့ဒီမှာယောဝေကတိညုကတဝေတိဒီရောကလျာဏမိတ်တော်ဒလပတိစာဟောတိဒုက္ခိတတတက္ကိသတ
ဒုက္ခိတတတက္ကိသံကရောတိကိစ္စံဩအဖြေထုတ်ပေးထားတယ်သူတော်ကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုရင်တစုံတစ်ယောက်ကကိုယ့်ကိုကျေးဇူးပြုထားလို့ရှိရင်အဲ့ဒီကျေးဇူးတရားကိုသိတယ်တဲ့ကတိညုကတဆိုတာသူများကကိုယ့်အပေါ်မှာလှုပ်ပေးဘူးတဲ့ကျေးဇူးတရားညူဆိုတာသိတာကတိညုအသိမှတ်ပြုတယ်ဆိုပါစို့အမေဖေကကိုယ်မွေးပေးတယ်လောကကြီးတဲ့လာခွင့်ပြုတယ်ငယ်စဉ်ကစောင့်ရှောက်ပေးထားတယ်ကျွေးမွေးထားတယ်ဒီအမေဖေကကိုယ့်အပေါ်မှာပြုခဲ့တဲ့ကျေးဇူးသိတယ်ဆရာသမားကကိုယ်သင်ပေးထားတယ်အဲ့ဒီသင်ပေးထားတဲ့ကျေးဇူးကိုသိတယ်တစ်ချိန်တစ်ခါကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာဒုက္ခမရောက်အောင်မိတ်ဆွေတွေကအကူအညီပေးထားတယ်ဟောပြုထားတဲ့ကျေးဇူးတွေဘယ်တော့မှဘာလုပ်ခဲ့တာလုပ်ခဲ့တဲ့အချိန်မှာကိုယ့်ပေါ်မှာဘယ်လိုအကျိုးပြုခဲ့တယ်ဆိုတာလေးကိုတစ်သက်လုံးအတိမတ်ပြုထားကတိညူမှတ်သားထားဘယ်တော့မှမမေ့ဘူးဒါငါအတွက်လုပ်တာမဟုတ်ဘူးလို့ဘယ်တော့မှကျေးဇူးကမ်းနံမျိုးမလုပ်ဘူးကျေးဇူးရှိတယ်ဆိုတာမှတ်သားထားတယ်လို့ဆိုတာပေါ့ကတဝေဒိဆိုတာအဲ့ဒီကျေးဇူးတရားကိုထင်စွာသိတယ်ဆိုတာကျေးဇူးကိုပြန်ဆက်တယ်ပေါ့ထုတ်ဖို့ပြောတယ်သိယုံသိတာကတိညူကျေးဇူးကပြန်ဆက်တာထုတ်ဖို့ပြောကြားတာကတဝေဒိအဲ့ဒါလို့ကတိညူကတဝေဒိလို့ဆိုတယ်တစ်ဖက်သားကကိုယ့်ပေါ်မှာတစုံတစ်ခုလုပ်ပေးတဲ့ကျေးဇူးတရားကိုမမေ့သူပြန်လီထုတ်ဖို့ပြောဆို၍ကျေးဇူးတုံးဆက်သူဟာတကယ်သူတော်လူကောင်းသူတော်ကောင်းအစစ်ပါလို့ဒီလိုဆိုတာပေါ့သူတော်ကောင်းဆိုတာအဲ့ဒါအေးငါကျေးဇူးသိတတ်ကြလားကိုယ်ပေါ်မှာကျေးဇူးပြုတတ်တဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားကိုငါမှတ်သားရဲ့လားမြတ်စွာဘုရားကကျေးဇူးပြုတယ်ဆိုတာသက်ရှိတ attva တွေတောင်မဆိုထားပြီယတ္တရုက္ခတသာယာယနိတိတေယတေယဝါအရေးကောင်းတဲ့သစ်ပင်လေးအောက်မှာနေဘူးတဲ့ကလာလို့အရေးခိုဘူးရင်တောင်မှပဲအဲ့ဒီသစ်ပင်ရဲ့ကျေးဇူးတရားကိုသိရဖြက်လို့ဖြက်စီးနဲ့သစ်ပင်ကျိုးပြတ်သွားအောင်အကိုင်းချိုတာတို့ခုတ်တာတို့မလုပ်ကောင်းဘူးလို့ဒီလိုဆိုတာပဲဒါကျေးဇူးတရားနဲ့ဒီသတ်မှတ်ပြီးတော့ပြောပြလူသားကိုမဆိုထားဘူးမိမိကိုအရေးကလေးနဲ့အေးမြစေတဲ့သစ်ပင်တောင်မှပဲကျေးဇူးတင်တယ်လို့ဒီလိုဆိုတာပေါ့ကျေးဇူးဆိုတာအဲ့လိုသိရမယ်ဆိုတာဒီအချက်ဟာသူတော်ကောင်းလို့ခေါ်ရမယ်အချက်တစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုကလျာဏမိတ်တော်ကောင်းမြတ်တဲ့အရည်အချင်းတွေရှိတဲ့မိတ်ဆွေဖြစ်ရတော့မဟုတ်သူကိုယ်တိုင်ကမိတ်ကောင်းဆွေကောင်းရှိမိမိကိုယ်တိုင်ကိုယ်ကမိတ်ကောင်းဆွေကောင်းဖြစ်မှသူတစ်ပါးရဲ့မိတ်ဆွေကောင်းရှိသူဆိုတာလည်းဖြစ်နိုင်တယ်ပေါ့ကိုယ်တိုင်ကမိတ်ကောင်းဖြစ်ရကိုယ်တိုင်ကမိတ်ကောင်းဖြစ်မှကိုယ်မှလည်းမိတ်ဆွေကောင်းဆိုတာရှိတယ်ကောင်းမြတ်တဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့မိတ်ဆွေကိုချင်းတရားကောင်းတယ်ဟာအသိပညာတွေရှိတယ်ဘဝမှာမင်္ဂန်တဲ့လမ်းကြောင်းပေါ်ရှောက်လန်းတယ်ဆိုတဲ့အရေးချင်းတွေရှိတယ်ကလျာဏမိတ်တာဓလပတ္တိသဘဝတိမိတ်ကောင်းဆွေကောင်းတွေနဲ့အမြဲတမ်းစိတ်ကတ်တယ်မိတ်ကောင်းဆွေကောင်းနဲ့အမြဲတမ်းတွဲတယ်အေးသူတော်ကောင်းဆိုဒီမှာမိတ်ကောင်းဆွေကောင်းနဲ့အမြဲတမ်းတွဲဖက်ပြီးတော့မိမိကိုယ်တိုင်ကလည်းတစ်ဖက်သားရဲ့မိတ်ကောင်းဆွေကောင်းအမြဲဖြစ်နေတဲ့ပုဂ္ဂိုလ်မျိုးဟာသူတော်ကောင်းပဲလို့ဒီလိုဆိုတယ်နောက်တစ်ခုကတော့
ဒုက္ခိတတသက်ကိစ္စံကရောတိကိစ္စံတစုံတစ်ခုအခက်ခဲတွေ့နေလို့ဆင်းရဲဒုက္ခကြုံနေတဲ့ပုဂ္ဂိုလ်တလေးတစားကုညီဆောင်ရွက်ပေးတတ်တဲ့ပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းပဲဒုက္ခရောက်နေလို့ရှိရင်ကြည်မနေဘူးကိုတတ်နိုင်တဲ့ဘက်ကကုညီတယ်ဆောက်ရှောက်တယ်မနေစိတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းပဲလို့သူတော်ကောင်းရဲ့အည်အသွေးတွေကိုဒီနေရာမှာဒီလိုထုတ်ဖော်ပြသထားတာအဲ့တော့ဒီဖြေကြီးဟာခဏခေတ်မှာလည်းပဲလိုအပ်တဲ့ဖြေဆိုချက်တွေလိုအပ်တဲ့အရည်ချင်းတွေရှိပဲအကုန်လုံးဟောနောက်တစ်ခုကဘာပြောလဲဆိုမေကွန်တစ်ခုကကထံဝိတံနောတိတိနောသဟတိ